Hello အားလုံးပဲမင်္ဂလာပါ Sky Gaming Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မကြခင်ကျွန်တော်တို့ရဲ့ original server ကိုရောက်ရှိလာမယ် M7 event ကြီးမှာခံကြရဲ့ prime skin ကြီးကိုဘယ်လိုနည်းနဲ့အတက်တာဆုံးယူရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ကဲအဆင့်1ဖြစ်ပြီဆိုရင်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ M7 event ကြီးလာဖို့တစ်လလောက်ပဲလိုပါတော့တယ်တစ်လဆိုတာရက်30ရက်30ဆိုတာအကြာကြီးလို့တင်တွေးနေရင်တင်နောင်တရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်အခုပြောပြပေးမယ်အတက်တာဆုံးယူနီးဆိုတာဒီတစ်လအတွင်းကြိုးစုထားရမယ့်အရာတွေပါနေလို့ပါကြိုးစုထားရမယ့်အရာတွေကဘာတွေလဲဆိုရင်ညိုကီတို့ထင်တယ်လို့ weekly pack တွေပဲဖြစ်ပါတယ် weekly pack ဆိုတာဘာလဲလို့မေးရင်တိတဲ့ဆရာကြီးတွေကတော့ဒီနောက်ကိုကြော်တွားလိုက်ပါမတီးသေးတဲ့ကျွန်တော်လိုလူတွေကိုရှင်းပြခြင်းပါတယ်တကယ်တော့ weekly pack ဆိုတာကျွန်တော်တို့အချိန်တွေရင်းပြီး diamond တွေကိုကြိုးစုထားလို့ရတယ် packet တစ်ခုပဲဖြစ်ပါတယ် weekly pack ကကျွန်တော်တို့လိုငွေကြေးမတက်နိုင်တဲ့သူတွေအတွက်ဘယ်လောက်တောင်အဆင်ပြေလဲဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ် weekly pack တစ်ခုကိုကျွန်တော်တို့အနေနဲ့ဝယ်လိုက်မယ်ဆိုရင်ပထမဆုံးဝယ်တဲ့နေ့မှာ diamond 80ရပါလိမ့်မယ်ကျန်တဲ့ diamond တွေကိုတော့တစ်ရက်ကို20 COE 30နဲ့ပေါင်းပြီး6ရက်တီးတီးပေးသွားမှာဖြစ်ပါတယ်ခုနကကျွန်တော်ပြောလိုက်တဲ့အထဲမှာ COE ဆိုတာဘာလဲလို့မတီးတဲ့သူတွေကိုကျွန်တော်ရှင်းပြခြင်းပါတယ် COE ဆိုတာ diamond မဟုတ်တဲ့ diamond တစ်မျိုးပဲဖြစ်ပါတယ်ဒီ COE တွေကိုဘယ်မှာအသုံးပြုရလဲလို့မေးရင်ဟောဒီလို legend second တွေဟောဒီလို collector second တွေလာတဲ့ချိန်ကြရင်ဒီ COE ကိုတုံးပြီးဂုံးဆင်းလို့ရပါတယ်ဒါကြောင့်ကျွန်တော်တို့လိုငွေကြေးစင်မပြေတဲ့သူတွေအတွက် second ဖောက်မယ်ဆိုရင် weekly pack ကတော်တော်လေးကိုအဆင်ပြေပါတယ် weekly pack ကြောင်းလည်းပြောပြီးပြီဆိုတော့ကျွန်တော်တို့ M7 event အကြောင်းကိုပြန်ပြီးဆက်ကြပါမယ် M7 event ဟာလာဖို့တစ်လပဲလိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့လိုငွေကြေးမတက်နိုင်တဲ့သူတွေအတွက်အခုကစပြီး weekly pack ၄ဘက်ကိုစပြီးစုထားရမှာဖြစ်ပါတယ်အဲ့လိုကြိုးစုထားတဲ့အတွက် M7 event လာတဲ့နေ့ကျရင်ကျွန်တော်တို့ကခံကြရဲ့ skin ကိုငွေကြေးတက်တာနဲ့ရသွားမှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာကကျွန်တော်တို့လိုငွေကြေးမတက်နိုင်တဲ့သူတွေအတွက်ခံကြရဲ့ skin ကိုငွေကြေးတက်တာနဲ့ဘယ်လိုရအောင်ယူရမလဲဆိုတာပဲဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာကမိတ်ဆွေတို့အတွက်တစ်စုံတစ်ခုအကျိုးပြုတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်